ကျွန်တော်ညာဘက်ပခုံးခဲနေလို့လေလာပြတာပါနာပခုံးခဲတာတစ်နှစ်လောက်ရှိပြီညာဘက်ပခုံးကညာဘက်လက်ကမြောက်မရဘူးပေါ့ညာဘက်လက်ကဒီအဆုံးထိမြောက်လို့မရအောင်အနောက်ကိုဒီလိုသွားလို့မရဘူးသွားလို့ရှိရင်တော့ဒီလိုခါပါထောက်လို့မရအောင်ထောက်ရင်ဒီပခုံးကအရန်နာတော့ဒီဆေးကတော့ကျွန်တော် online ပေါ်မှာလည်းတွေ့လိုက်တော့ပေါ့တွေ့လိုက်တော့ online ပေါ်မှာကြော်ညာလေးတစ်ခုလည်းတွေ့တယ်အဲ့ဒါနဲ့ကိုယ်လည်းဖြစ်နေတဲ့ဝေဒနာနဲ့ဘာဖြစ်လဲဆိုတော့လာပြကြည့်တော့ဗောနော်နောက်တကယ်လာပြကြည့်တဲ့ခါကျတော့ဒီဆေးကိုင်းရဲ့ငကိုမူလဆရာကြီးဥညံဆိုတာကျွန်တော်ကြားခဲ့ဘူးတော့တွေ့လည်းတွေ့ခဲ့ဘူးတော့ဗောသူတက်ရှိတင်စားရှိတော့48လမ်းမှာတော့ဒီအကျိုးအကျော်နဲ့ပတ်သက်ပြီးတော့ဟောဗောအမှားဒီမှာနာမည်ကြီးခဲ့တဲ့ဆရာကြီးတယောက်သမားတော်ကြီးတယောက်ဆရာတော်သမားတော်ဥညံဆိုတာကျွန်တော်ကြားခဲ့ဘူးတော့ဗောလေတွေ့လည်းတွေ့ခဲ့ဘူးပါတယ်အခုတော့သူကြောင်မေးကြီးတော့လွန်ခဲ့တဲ့9နှစ်လောက်ဆုံးသွားပြီလို့ကြားတာဒါဒီနေ့ဒုတိယကြိမ်မနေ့ကနေဒီတော်သက်သာလာပါရှင်တော့ရှင်းတော့မပြောက်သေးဘူးဗောလေလွတ်လပ်ဟိုငကိုတော့ကလို့ 100% လုံးတော့ freely move လုပ်လို့မရသေးဘူးပေါ့ကောင်းပါတယ်တော့အခုလာတော့ဆရာဝန်တွေရော assistant လုပ်တဲ့ကလေးမလေးတွေရောအကုန်လုံးစေတနာပါနဲ့လုပ်ပေးတာတွေ့ရပါတယ်